ကပ္ပပေါ်မှာဟယ်လီကော်ပတာမျိုးလေးထဲမှာညီညီလေးရင်းနေနိုင်အောင်မကပဲနောက်ပြန်မပြန်နိုင်တဲ့ငှက်သူတို့ကရေစားအဖြစ်ဓာတ်တက်ကောင်လောက်ပဲရှိပြီးစွန့်ရင်တော့အမခမ်းပါပဲအဲ့ငှက်ကတော့ဟမ်းမင်းပန်းငှက်ပဲဖြစ်ပါတယ်သူတို့ရဲ့အတောင်ပံနေတစ်စက္ကန့်ကိုအချိန်ပေါင်း90ရာနေ80အထိခတ်နိုင်ပါတယ်ဒါလူသားတွေရဲ့မျက်စိနဲ့တော့မမြင်လောက်တဲ့အញ្ញံတော့မှာသူတို့ရဲ့တောင်ပံခတ်တဲ့အခါဟူဝီလို့ပေါ်လာတဲ့အတန်ကြောင့်ပဲသူတို့ကဟမ်းမင်းဘက်လို့ခေါ်ကြတာပါတကယ်တော့သူတို့ကငှက်လောကရဲ့အញ្ញံဆုံးချမ်းလင်ငယ်လေးပဲဖြစ်ပါတယ်ဘာလို့သူတို့ကတခြားငှက်တွေနဲ့မတူပါလဲနောက်ပြန်နိုင်တာလေတရားသူတို့ရဲ့ပခုံးပွေစည်းပုံမှာရှိပါတယ်တခြားငှက်တွေအတောင်ပံအပေါ်ပဲခတ်နိုင်ပေမဲ့ဟမ်းမင်းဘက်တွေကတော့သူတို့ရဲ့အတောင်ပံပုံစံရှိခုတည်းဝင်နိုင်ပါတယ်ဒါကြောင့်သူတို့ကဘယ်ဘက်ညာဘက်အပေါ်အောင်နဲ့နောက်ပြန်မှာစိတ်ချက်ပြန်နိုင်တာပါအရွယ်စားသိငယ်ပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ကဆက်ပြင်ဆင်မှုအငြင်းတစ်လုံးလိုပါပဲပြန်နိုင်ကြမှာသူတို့ရဲ့နှလုံးဟာတစ်မိနစ်ကိုအချိန်ပေါင်း1200ကျော်ထိခုန်နိုင်ပါတယ်ဒီလောက်မြန်တဲ့နှုန်းထိန်းထားဖို့အတွက်သူတို့ကတစ်နေ့ကိုပေါင်းဝီပေါင်းထောင်စီရနေပြီးဝီဆုပ်ရပါတယ်သူတို့ရဲ့ကိုယ်လေးချိန်ထက်2ဆလောက်ရှိတဲ့စားစာကိုနေ့စဉ်စားသုံးပေးရပါတယ်ဒီလောက်စွမ်းရည်နေ3နာရီငှက်တွေကညဘက်မှာဘလို့နားရောက်ကြလဲဆိုရင်သူတို့ကပုံမှန်တိုင်းအိပ်ဆက်ကြမှာမဟုတ်ပါဘူးစွမ်းရည်ချွေတာဖို့အတွက်တိုဖိုလောက်ခေါ်တဲ့နှဆိုင်စာ AK အိပ်ဆက်တဲ့အချိန်တွေဝင်သွားကြပါတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့နှလုံးခေါင်းလုံးကတစ်မိနစ်ကိုအချိန်90လောက်ထိပဲရှိတော့ပါတယ်ခန္ဓာကိုယ်ကလည်းတိမ်နေတယ်လို့မျိုးအိပ်ဆက်သွားတတ်ပါတယ်ဟမ်းမင်းဘက်တွေကသဘာဝတရားဖန်တီးပေးရတဲ့တက်ရှိကြောင်းမြတ်စေတနာလေးတွေပါပဲတင်းငယ်ပြီးမဲ့စွမ်းအားကြီးရဲ့ဒီငယ်လေးတွေစီကနေကျွန်တော်တို့တင်ပြရတဲ့အများကြီးရှိပါတယ်ဒီဗီဒီယိုလေးကဘူးတူတာရစေရဲဆိုရင် like and share လုပ်ဖို့မမေ့ပါနဲ့အောင်အဲ့ဒါဘလို့တတ်တော်ပါလေးအကြောင်းသိချင်လဲ comment မှာပြောခဲ့ပါဦး